ရွလွတ်နေတဲ့ကြောက်သုံးများဓာတ်ပေးလေးမှာရှိတဲ့အလိုလျောက်ရွေးလျားနေတဲ့ကြောက်သုံးတွေဟာလျှို့ဝှက်စမ်းကြဲတဲ့နေရာတွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ဓာတ်ပေးလေးမျိုးသားဥယျာဉ်ရဲ့၆သိတဲ့ရေကန်ချက်မြင့်တစ်ခုရှိပြီးအဲ့ဒီနေရာဟာတခြားကျိုးတစ်ခုကိုရောက်သွားသလိုထင်မှတ်ရပါတယ်ဒီနေရာဟာအမြဲတမ်းသိစိတ်ပြီးတော့တကယ်ကိုမှစိတ်ဝင်စားစရာကောင်းပါတယ်အကြောင်းကတော့လူသူကင်းမဲ့နေတာကြောင့်မဟုတ်ပဲအကွမ်းနေတဲ့ချွတ်မျက်နှာပြင်ပေါ်မှာပြန့်ကျဲနေတဲ့ကြောက်သုံးတွေအများကြီးရှိပြီးသူတို့ပါလားရွေးလျားနေပုံရနေပါတယ်မာကျောတဲ့ချွတ်တွေထဲမှာဒီခြေလျားတဲ့ကောက်ပွေနေတဲ့စွတ်ကြောင်းတွေကိုခြံထားခဲ့ပါတယ်ဆယ်စုနှစ်များစွာကြာအောင်ဒီရွက်လွတ်နေတဲ့ကြောက်သုံးတွေဟာလူသားဒါမှမဟုတ်တိရစ္ဆာန်တွေရဲ့ဝင်ရောက်ဆက်ဖက်မှုမရှိပဲကြော့ပြောင်းတဲ့ချွတ်ကျမ်းပြင်ပေါ်မှာမျောပါနေတဲ့တဘာဝတရားကိုစန့်ကျင်နေပုံရပါတယ်ဒီဖြစ်စဉ်ရဲ့အစောပိုင်းမှတ်တမ်းတွေဟာ1940ခုနှစ်ကတည်းကပန်းချံကိုလာရောက်လက်ပတ်သူတွေဟာပေါင်600ကျော်၄ချိန်ရှိတဲ့လေးလံတဲ့ကြောက်သုံးတွေကိုသတိပြုမိခဲ့ကြပြီးမိတော်အောင်များစွာဆန့်တန်းနေတဲ့ဒီရှည်လျားတဲ့လင်းပြောင်လမ်းကြောင်းတွေရဲ့စွတ်ကြောင်းတွေအဆုံးမှာရက်တန့်နေပါတယ်ရှည်အောင်စီမရှိသလိုတိရစ္ဆာန်တွေဒါမှမဟုတ်ဆက်ရန်တရားတွေရဲ့အထောက်ထားလည်းမရှိသလိုရွေးလျားမှုတွေရဲ့ဥတီယာပုံစံကလည်းမရှိပါဘူးသိပ္ပံပညာရှင်တွေကလေပြင်းတိုက်ခတ်မှုရုတ်တရက်ရည်ကြီးမှုဒါမှမဟုတ်တန်လိုက်လွှမ်းမိုးမှုတွေကြောင့်လို့တန်တရားရှိပေမဲ့ဒီရှင်းလင်းချက်တွေတဲကတခုမှစောင့်ကြည့်မှုတွေအောက်မှာမတည်မြဲခဲ့ပါဘူး2010ခုနှစ်အစောပိုင်းအထိ timeless camera တွေနဲ့ GPS အာရုံခံကိရိယာတွေသက်ဆင်ထားတဲ့သုတေသီတွေဟာဒီလုပ်ငန်းစဉ်တွေကိုနောက်ဆုံးမှာတော့မြင်တွေ့ခဲ့ရပါတယ်2014ခုနှစ် Richard Norris နဲ့ James Norris တို့ကစောင်းရတဲ့မိုးရွာပြီးနောက်ရေနဲ့ရေခဲအလွှာပါတစ်ခုဖြစ်ပေါ်လာတဲ့အခါမှာကြောက်သုံးတွေဟာအလွန်တိကျပြီးရှားပါတဲ့အခြေအနေတစ်ခုမှာရွေးလျားမှုတွေဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်ညဘက်အေးတဲ့အချိန်မှာဒီစိတ်ဒီပိုင်းကရေအောက်မှာရှိတဲ့ကြောက်သုံးပတ်လည်မှာမြင်သာတဲ့ရေခဲချက်တွေကိုဖန်တီးပေးပါတယ်နေထွက်လာတဲ့မြရေခဲတွေဟာအရေးပြောပြီးမျောနေတော့အပြားဖြစ်သူကွဲထွက်လာတာပါလေပြင်းလေညင်းများကလည်းမကြာခဏဆိုတစ်စက္ကန့်မှာ3မီတာကနေ5မီတာဆိုလိုတာကတော့တနာရီမှာ9မိုင်ကနေ17မိုင်ကရှိတဲ့လေတွေဟာရေခဲချက်တွေကိုချောမော့တော့မျက်နှာပြင်တစ်လျှောက်သုံးပို့ပြီးတပြေးပြေးချင်းတွန်းထုတ်ကြပါတယ်ကြောက်သုံးများနဲ့သူရေခဲများကရွေးလျားတဲ့နဲ့မြကြောက်သုံးများကိုတပြိုင်နက်တည်းကွဲပြားသောလမ်းကြောင်းများဖြင့်ဆွဲယူသွားပြီးအောက်ဘက်မှာရှိတဲ့ပျော့ပြောင်းတဲ့ရှုံးတွေထဲမှာမြင်သာတဲ့လမ်းကြောင်းတွေစွတ်ကြောင်းတွေကိုထွင်းထုတ်ပေးပါတယ်ဒီဖြစ်စဉ်ကိုလာရောက်လည်းပဲကြသူများစုကခြားခြားပါးပါးနဲ့မမြင်ရပဲဖြစ်ပွားခဲ့ပါတယ်ရေခဲများကလုံးဝအရေးပြောသွားတဲ့အထိနာယီနှဲငယ်သာကြာမြင့်ပါတယ်အခုခါမှာဒီသဘောတရားတွေကိုနားလည်ပြီးပြီမဲ့လျှို့ဝှက်စမ်းကြယ်မှုဟာပျောက်ကွယ်သွားရမယ့်အစားတန်ဖိုးထားမှုတွေဒါပုံမနှဆိုင်လာခဲ့ပါတယ်မောင်ဆန်တဲ့ဒီဖြစ်ရတဲ့ကဘလောက်များများပေါ်ပေါက်လာအောင်မလဲဆိုတာကတော့ဒီသဘောတရားကတော့သတိပေးချက်တစ်ခုပဲဖြစ်ပါတယ်